ဒီအချိန်မှာပဲအဖွဲခေါင်းဆောင်စုကွန်းဝင်လာပါတယ်။ယူရန်ကသူမလုပ်ခဲ့တာတွေကိုဝိုင်းသားအရာပြောပေမဲ့အဖွဲခေါင်းဆောင်ကတော့သူမထင်တယ်လို့ချီးကျူးမပေးခဲ့ပါဘူး။အဖွဲခေါင်းဆောင်စုကွန်းကယူရန်ကိုသူမရဲ့အလုပ်တွေဘယ်လိုဖြစ်နေတယ်လို့မေးတဲ့အခါမှာတော့သူမဘာပြောမှမသိဖြစ်သွားပါတယ်။ဒီလောက်ကျေပြောလာတဲ့နေရာကိုစူအန်တယောက်တည်းကိုပဲလွတ်သလားလို့စုကွန်းကထပ်မိလိုက်တော့မှယူရန်ဟာသူမရဲ့တာဝန်ကိုပြက်ကွက်ခံမှန်းသိသွားပါတယ်။သူမကလည်းစိတ်မကောင်းဖြစ်သွားပြီးတယောက်တည်းအလလုပ်တဲ့စူအန်စီကိုသွားခဲ့တာပေါ့။စူအန်ကလည်းပညာရေးချင်းလည်းမြင်ပြီးအဖွဲခေါင်းဆောင်ရဲ့ချစ်ချင်းကိုခံရပြီးမြဲသူမကတော့အတုံးမကျပဲပြဿနာပဲရှာနေတယ်လို့ယူရန်ကတွေးမိပါတယ်။သူမတခုခုအောင်မြင်အောင်လုပ်နိုင်မှာသာသူများကအနိုင်မကျင့်အောင်ခံရမှာဆိုပြီးတော့မှတွေးနေပေမဲ့လည်းစူအန်ကတော့သူမရဲ့အတွေ့ကိုလက်မခံပါဘူး။ကိုချင်းစာမှုမရတဲ့အတွက်ယူရန်မှာအရန်အောင်စိတ်ဆိုးသွားပြီးစူအန်နဲ့စကားချေတင်များခဲ့ပါတယ်။အဲဒီနောက်မှာတော့နှစ်ယောက်သားစိတ်တူတူနဲ့အလလုပ်ဖို့လမ်းခွဲသွားကြတာပေါ့။တခြားဝန်ဆောင်မှု area တစ်ခုစီကိုလည်းနိုင်ကိုအတွင်းလေးစိတ်ပောက်ကွဲမယ်ဆိုတဲ့ချင်းချောက်ဖုန်းရောက်လာပါတယ်။အဲဒီအချိန်မှာစူအန်ကရေးသားဖို့နားနေဆောင်သွားတော့ဖုန်းပြောတဲ့တစ်ခုကိုကြားလိုက်ရပါတယ်။ဘုံထောင်ထားတယ်လို့ချင်းချောက်နေတဲ့သူကိုစူအန်ကလက်ဘူးလက်ကျန်မိသွားတာပါ။မိဖွင့်လိုက်တဲ့အခါမှာတော့အထက်တန်းကျောင်းသားအရွယ်ကောင်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။ဒီကောင်လေးကစူအန်ကိုသူများကိစ္စတွေဝင်မပါပဲထွက်သွားဖို့ရရင်ဆိုင်ပြောတာပေါ့။စူအန်ကလည်းဘာမှမပြောပဲရက်နေပြီ။အဲဒီကောင်လေးထွက်သွားဖို့ပြင်းတဲ့အခါမှာတော့စူအန်ကချက်ချင်းတုံ့ပြန်ပါတယ်။သူကအကောင်လေးရဲ့ကော်လန်ကိုဆွဲပြီးကျမ်းမြင့်ပေါ်ကိုလှဲချလိုက်ကလူသွားလမ်းပေါ်ကိုဆွဲထုတ်သွားပါတယ်။စူအန်ကလက်ထပ်ပတ်တွေကိုတုံပြီးကောင်လေးကိုနေရာမှာကတ်ထားလိုက်ပါတယ်။တကယ်တော့အဲဒီကောင်လေးဟာသူ့ရဲ့မိဘတွေနဲ့အတူဂျပန်ကိုအလကားခရီးမသွားကျင်တာကြောင့်အခုလိုမျိုးနောက်ပြောင်ခဲ့တာပါ။သူမိဘတွေကတော့ယူရန်ခုနကဆွဆွဲသူဖြစ်ပြီးမှောင်ကိုသမားတွေအတွက်ပစ္စည်းတည်ပေးလို့အလကားခီးစဉ်ရခဲ့သူပဲဖြစ်ပါတယ်။သူတို့ဟာသူတို့ရဲ့လုပ်ရအတွက်ပြစ်ဒဏ်ခံရမှာပါ။ဒီကိစ္စတွေကိုဖြေရှင်းပြီးတဲ့နောက်မှာတော့စူအန်ကယူရန်နောက်ကိုတိတ်ဆိတ်လိုက်သွားပါတယ်။ခုနကသူမပေါ်ပြောဆိုတာတွေကပြင်းထန်သွားမှန်းသိတဲ့အတွက်စူအန်ကစကားပြောစကားတစ်စင်သူမကိုတောင်းပန်တာပေါ့။ဒီအချိန်မှာကြော်ညာဆိုင်မုံကြီးတစ်ခုပြုတ်ကျလာပြီမဲ့ယူရန်ကအချိန်မီဖမ်းထားနိုင်ခဲ့ပါတယ်။ဘေးကကောင်လေးလည်းဘေးကင်းသွားတာပေါ့။ဒီတော့မှယူရန်ဟာသူမရဲ့အလုပ်ကတင်းငယ်တယ်လို့ထင်ရပြီးမဲ့တကယ်တော့အရေးကြီးပြီးလစ်လူရှုလို့မရဘူးဆိုတာနားလည်သွားခဲ့ပါတယ်။အဲဒီနေ့မှာပဲယူရန်စူအန်နဲ့ဝန်ဆောင်မှုဌာနတစ်ခုလုံးတခြားနေရာကိုပြောင်းရွှေ့အလုပ်ရပါတယ်။တခြားဌာနကခေါင်းဆောင်တယောက်လာနှုတ်ဆက်တဲ့အခါမှာတော့စူအန်ရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားပါတယ်။အကြောင်းကတော့ဒီလူဟာလွန်ခဲ့တဲ့15နှစ်ကစူအန်ရဲ့လက်တစ်ဖက်ခြေတစ်ဖက်မတန်ဆွမ်းဖြစ်အောင်လုပ်ခဲ့တဲ့သူဖြစ်နေလို့ပါ။ဒီလူဟာစူအန်ရဲ့အကိုအရင်ဒွန်ကန်ပဲဖြစ်ပါတယ်။စူအန်ဟာသူ့ရဲ့အကိုကဲဖို့ကြိုးစားရင်မတော်တဆဖြစ်ခဲ့တာပါ။အဲဒီတော့ကသူ့ရဲ့ညာဘက်လက်နဲ့ခြေထောက်တွေကျိုးသွားခဲ့ပါတယ်။ကုသမှုခံယူပြီးတဲ့နောက်အသက်ရှင်ခဲ့ပေမဲ့လည်းမတန်ဆွမ်းဖြစ်သွားခဲ့တာပါ။စူအန်ဟာဒီလိုဘဝကိုလက်မခံနိုင်သေးတာကြောင့်လှေကားကနေခုန်ချပြီးကိုအဆုံးစီရင်မှုတောင်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဝီချဲကိုတွန်းလိုက်တဲ့အချိန်မှာပဲသိပ္ပံပညာရှင်တယောက်ပေါ်လာပြီးသူ့ကိုကဲတင်ခဲ့တာပါ။ပိုပြီးကန်ကောင်းတာကအဲ့ဒီပညာရှင်ဟာနှစ်ပေါင်းများစွာသူတည်တနာလုပ်ပြီးစူအန်အတွက်တန်ချစ်တောက်နဲ့တန်လမောင်းတွေကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးစူအန်ဟာတမန်လူတယောက်လိုပြန်ပြီးနေထိုင်နိုင်ခဲ့ပါတယ်။လေးစိတ်မှာသူနဲ့မတွေ့တာကြာပြီဖြစ်တဲ့အကိုဖြစ်သူနဲ့မထင်မပဲပြန်ဆုံတွေ့ခဲ့တာပါ။အခုတော့စူအန်ရဲ့အကိုဟာလေးစိတ်ရဲ့စီမံခန့်ခွဲတာဝန်ခံဖြစ်နေပါပြီ။စူအန်ကသူ့အကိုကိုမှတ်မိပေမဲ့လည်းသူ့ရဲ့မျက်လုံးတွေကတော့အေးဆက်နေစေပါ။ညီကိုနှစ်ယောက်ပြန်ဆောင်ရတာကိုပြောဖို့မရပဲသစိမ့်နေလို့ဖြစ်နေကြတာပေါ့။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဒွန်ကန်ကစူအန်ဘာလို့တမန်လူလိုဖြစ်နေတယ်လဲဆိုတာသိချင်သွားပါပြီ။ဒါကြောင့်စူအန်ရဲ့အလှုပ်ရှားလာကိုသွားကြည့်တဲ့အခါမှာတော့စူအန်ဟာလှုပ်ရှားမှုကူညီပေးတဲ့စက်ပစ္စည်းတစ်ခုဝစ်ဆင်ထားတဲ့အကြောင်းရေးသားထားတာကိုတွေ့ပြီးဒွန်ကန်လည်းအံ့ဩသွားတာပေါ့။နောက်ပိုင်းအစည်းအဝေးမှာဒွန်ကန်ကစူအန်ဝတ်ထားတဲ့ electronic ပစ္စည်းဟာလေစိတ်လုံခြုံရေးကိုထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူ့စစ်ဆေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ဒီသတင်းကြားတာနဲ့စူအန်ကလည်းဒွန်ကန်စီသွားခဲ့တာပေါ့။လူသူမရှိတဲ့နေရာရောက်တော့စူအန်ကဘာလို့ဒီလိုမျိုးစစ်ဆေးလဲလို့မေးပါတယ်။ဒွန်ကန်ကတော့စူအန်ကိုအလုပ်ကနေထွက်စေခြင်းလို့ဒီလိုလုပ်တာပါလို့ပြောတာပေါ့။စူအန်ကအရင်ကလိုပဲလူတွေနောက်ကိုလိုက်ပြီးဒုက္ခပေးတတ်တုံပဲလို့ပြောပါသေးတယ်။အဲဒီတုန်းကဒွန်ကန်ကသူ့နောက်မလိုက်ဖို့ပြောပြီးမြင်စူအန်ကနားမထောင်ခဲ့တာကြောင့်အခုလိုမတော်တဆဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။တကယ်တော့လွန်ခဲ့တဲ့12နှစ်ကဒွန်ကန်ဟာလူမတစုရဲ့ဝိုင်းဟိတ်တာကိုခံရပြီးဖမ်းခေါ်သွားခြင်းခံခဲ့ရတာပါ။စူအန်ကသူ့ရဲ့အကိုတော်စိုးရိမ်ပြီးဆိုင်ကယ်နဲ့နောက်ကလိုက်ပါတယ်။တစ်ဖက်ကစူအန်ကိုမျက်ခြေဖြတ်ဖို့ break ကိုရုတ်တရက်အုပ်တဲ့အခါမှာတော့စူအန်ကမရှောင်နိုင်ပဲကားနှောင်မိနဲ့တိုက်မိသွားတာဖြစ်ပါတယ်။စူအန်ကသွေးရိုင်ထဲမှာလဲကျနေရင်သူ့ရဲ့အကိုကိုကြည့်ပြီးအကိုကျွန်တော်ကဲပါအောင်လို့အကူကြီးတောင်းခဲ့ပါတယ်။ဒါပေမဲ့ဒွန်ကန်ကတော့အခွင့်အရေးကိုအတုံးချပြီးထွက်ပြေးသွားခဲ့တာပါ။နောက်ပိုင်းမှာစူအန်ကသူ့ရဲ့အကိုနဲ့ပြန်ဆုံတဲ့အခါဒီမတော်တဆမှုဟာစူအန်ကသူ့ရဲ့နောက်ကိုလိုက်ခဲ့လို့ဖြစ်တာဆိုပြီးအဖြစ်တင်ခံခဲ့ရပါတယ်။စူအန်ကအရန်ကိုဒေါသထွက်သွားပြီးသူ့ရဲ့အကိုရဲ့အင်ကြီးကော်လန်ကိုဆွဲကင်မိတာပေါ့။ဒွန်ကန်ကလည်းတကယ်ပဲသူ့ရဲ့အကိုဟုတ်ရသလားဆိုတာကိုစူအန်လုံးဝနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့လည်းဒွန်ကန်ကတော့သူ့ရဲ့အဖေကနောက်အိမ်အောင်ပြုခဲ့လို့သာအခုလိုမျိုးခဏတာပတ်သက်ခဲ့ကြတာဖြစ်ပြီးမရွယ်ပဲဖြစ်သွားတယ်ဆိုတဲ့စကားအလွယ်လို့စူအန်ကသူ့အတွက်ဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။စူအန်ကတော့ဒီစကားကြောင့်အရန်စိတ်ပြတ်သွားပြီးမအောင်နိုင်တော့ပဲငိုချမိပါတယ်။စူအန်ကသူ့အကိုကိုလူယုံမှလို့ဆဲဆိုပြီးကြောခိုင်းထွက်သွားခဲ့တာပေါ့။အဲဒီနောက်မှာတော့သူဟာဘေးနာတန်ပြားကြီးကိုထိုးချိတ်ပြီးဒေါသတွေကိုဖြေးဖြောင်းနေခဲ့ပါတယ်။စူအန်ထွက်သွားပြီးတဲ့နောက်မှာတော့ဒွန်ကန်ဟာတိတ်တဆိတ်မြေကြီးကျနေခဲ့ပါတယ်။တကယ်တော့စူအန်ကိုကာကွယ်ပေးခြင်းလို့ဒီလိုလုံမှန်းစူအန်မသိခဲ့ပါဘူး။ဒွန်ကန်ကလည်းစူအန်ထိခိုက်မှအရန်ဆိုရင်ပါတယ်။ဩဇာအာဏာရှိတဲ့အမျိုးသမီးတယောက်ကဘယ်လောက်တော့မောင်းမနိုင်တယ်လဲဆိုတာကိုဒီမှာတွေ့ရမှာပါ။ယူရန်ကအဲ့ဒီအမျိုးသမီးကိုအကားခွန်တစိမ့်ကောင်းမလွတ်ပစ်ဖို့တားဆီးခဲ့တာကြောင့်အခုတော့ဒီအမျိုးသမီးကယူရန်ကိုဒူးထောက်တောင်းပန်မှုမတောင်းဆိုနေပါတယ်။သူရဲ့အဖေကလွတ်တော်အမတ်တယောက်ဖြစ်တာကြောင့်လေဒီလိုမျိုးပြုမှုနေရပါ။
တကယ်တော့ဒီအမျိုးသမီးကနိုင်ငံခြားကနေပစ္စည်းတွေအများကြီးဝယ်လာခဲ့တာကြောင့်သူ့ရဲ့ခီးဆောင်အိတ်တွေကဝင်ပိုနေပြီးချိတ်ပိတ်ခံထားရတာဖြစ်ပါတယ်။သူကအကောက်ခွန်ကိုရှောင်ကျင်တာကြောင့်အိတ်တွေကိုတန့်စင်ကန်နဲ့ခိုးတယ်သွားပါတယ်။ချိတ်ပိတ်တစ်စိတ်ကိုခွာဖို့လုပ်နေတဲ့အချိန်မှာပဲအလုတ်စင်းကန်ဒီလေးစိတ်လုံခြုံရေးဝန်ထမ်းနဲ့တိုးပြီးအဖမ်းခံလိုက်ရတာပါ။ဒါကြောင့်ပဲလေးစိတ်လုံခြုံရေးဝန်ထမ်းရောင်ကျူးကဒီကိစ္စကိုတိုင်ကြားဖို့ဖုန်းဆက်ခဲ့တာပါ။အဲဒီအချိန်မှာပဲယူရန်ကအနာအဖြက်လျှောက်သွားရင်သူတို့ငင်းခုန်တာကိုကြားပြီးဝင်တားခဲ့ပါတယ်။ဒီမျိုးသမီးကတစ်စိတ်ကိုလွှတ်ပစ်ဖို့ကြိုးစားနေတော့မှာပဲ။ရောင်ကျူးကတားထားတာကြောင့်ရောင်ကျူးကိုပိုင်းဖို့လက်ရွယ်လိုက်ပြီးမဲ့လေရောင်ကျူးကလွတ်လပ်ကူပဲပြန်ချုပ်လိုက်နိုင်ပါတယ်ဒီမျိုးသမီးလည်းရန်အောင်ဒေါသထွက်သွားပြီးရောင်ကျူးရဲ့လက်ကိုအတင်းကိုက်ပါတော့တယ်ယူရန်ကဓာတ်ကိုမြင်ပြီးသွားတာတဲ့အခါမှာတော့ယူရန်ကိုပါရိုက်ပါတယ်ယူရန်ကတော့အရန်ကိုဝယ်နေပြီးငိုချေစိတ်ပေါက်သွားခဲ့ရတာပေါ့ဒီအမျိုးသမီးကအရန်ကိုခေါင်းမာတာကြောင့်ရောင်ကျူးကအင်အားသုံးပြီးထိန်းချုပ်လိုက်ရပါတယ်အဲဒီနောက်မှာတော့သူ့ကိုအကားခွန်အရာရှိစီအနှံလိုက်ကြပေမဲ့မပတ်သေးသေးနဲ့သူနဲ့တွားတိုးမိမှန်သူတို့မသိခဲ့ကြပါဘူးဒီအမျိုးသမီးကသူ့အစော်ကားခံရပါတယ်ဆိုတာအကြောင်းပြပြီးယူရန်နဲ့ရောင်ကျူးကိုဒူးထောက်တောင်းမှမို့ဖိအားပေးပါတယ်သူရဲ့ဖေကလွတ်တော်အမှန်ဆိုတဲ့အရှိန်အဝါကိုတုံးပြီးတော့ချင်းချောက်ခဲ့ပါတယ်။တစ်ဖက်လူရဲ့နောက်ခတ်အင်အားကအရန်ကြီးတာကြောင့်လေးစိတ်လုံခြုံရေးအဖွဲ့ကလည်းဒီကိစ္စကိုစုံစမ်းစစ်ဆေးရုံပဲတက်နိုင်ခဲ့တာပေါ့။ဒီအချိန်မှာရောင်ကျူးကအလုံဆင်းသွားပြီဖြစ်ပေမဲ့တန်းစင်ကန်ထဲမှာကြံခဲ့တဲ့ယူရန်ရဲ့ကားကပ်ပြားကိုလုံခြုံရေးအဖွဲ့ကကောက်ရသွားပါတယ်။ဒါကြောင့်ခီးတဲ့ကိုထိုးချိတ်ခဲ့တဲ့အမျိုးသမီးလုံခြုံရေးဝန်ထမ်းကဘယ်သူလဲဆိုတာကိုယူရန်ကိုမေးခဲ့တာပေါ့။ယူရန်ကလည်းသူ့ရဲ့တငယ်ချင်းကိုတစ္ဆာမဖောက်ချင်တာကြောင့်တစ်ဖက်လူကိုမတီးဘူးလို့သာလိန်ညာပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လုံခြုံရေးအဖွဲ့ကတော့ယူရန်ရဲ့စကားကိုနားထောင်ပြီးအဲ့ဒီအမျိုးသမီးလုံခြုံရေးဝန်ထမ်းကဘယ်သူလဲဆိုတာရိပ်မိသွားပုံမှာမကြခင်မှာပဲလေးစိတ်ရဲ့အကြီးတန်းမန်နေဂျာဟွန်းကဒီသတင်းကိုတည်သွားခဲ့ပါတယ်။လေးစိတ်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်စုကွန်းကိုသူ့ရဲ့ဝန်ထမ်းတွေအနေနဲ့ဒီခီးတွေကိုချက်ချင်းဒူးထောက်တောင်းပန်ခိုင်းဖို့အမိန့်ပေးလိုက်ပါတယ်။ဒူးထောက်မဲ့ဆိုရင်တော့ဒီကိစ္စကိုအပြတ်ရှင်းခိုင်းလိုက်တာပါ။ဒါကြောင့်ပဲဒီအချိန်မှာယူရန်ကသူ့ရဲ့အဖွဲ့ခေါင်းဆောင်အရှက်မရစေချင်တာကြောင့်တောင်းပန်ဖို့သဘောတူလိုက်ပါတယ်။ဝန်ထမ်းတယောက်အနေနဲ့ဒူးထောက်တောင်းပန်ရတာကသူ့အတွက်ဘာမှမဟုတ်ဘူးလို့ပဲတွေးလိုက်တာပါ။တကယ်တော့ရောင်ကျူးကလည်းဒီကိစ္စကိုတည်သွားပြီးယူရန်ကသူ့အမအတွက်ခံစားမှာကိုမလိုလားတာကြောင့်လေးစိတ်စီကိုအပြေးလွှားလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဒီခရီးတဲ့အမျိုးသမီးကအခန်းထဲမှာမမနဲ့ထိုင်နေခဲ့တာပါဒီချိန်မှာပဲစူအန်ကရုတ်တရက်အခန်းထဲကိုဝင်လာခဲ့ပါတယ်အခန်းထဲကရနွေအိုးပြက်နေတာကြောင့်စူအန်ကလာပြင်းပေးတာပါစူကွန်းကလည်းယူရန်ကိုအမြန်ဆုံးခေါ်လာခဲ့တာပေါ့ခရီးတဲ့အမျိုးသမီးကတော့မျက်နှာပေးအတော်လေးကောင်းနေတော့မှာပဲယူရန်ကတောင်းပန်ဖို့လုပ်နေတော့မှာပဲစူအန်ရောက်လာတာကအားလုံးကိုအံ့အသင့်စေခဲ့ပါတယ်ယူရန်ကတောင်းပန်ဖို့ပြင်လိုက်တဲ့အခါမှာဘေးနားကစူအန်ကစူညံတဲ့လေးလုပ်ပြီးနှောက်ယှက်ပါတယ်စူအန်ရဲ့လုပ်ရက်တွေကြောင့်ယူရန်လည်းတစ်ခုခုကိုသတိရသွားတာပေါ့အရင်ကစူအန်ပြောခဲ့ဘူးတဲ့ကိုမှန်တဲ့ထင်တာတွေကိုမပြောဆိုရင်ကိုကြားကျင်တဲ့စကားကိုဘယ်တော့မှကြားမှာမဟုတ်ဘူးဆိုတဲ့စကားကိုသတိရပါပါတယ်ဘေးနားမန်နေဂျာကယူရန်ကိုတောင်းပန်ဖို့တိုက်တွန်းခဲ့ပြီးမြဲယူရန်ကတော့တန့်စင်ကန်ထဲမှာဘာတွေဖြစ်တယ်လဲဆိုတာအမှန်တိုင်းပြောပြလိုက်ပါတယ်အဲဒီနောက်မှာတော့ယူရန်ကအဲ့ဒီခရီးတဲ့အမျိုးသမီးကိုသူ့ကိုပြန်တောင်းပန်ဖို့တောင်းဆိုလိုက်ပါတယ်ဒါကိုကြားတော့ခရီးတဲ့အမျိုးသမီးကလည်းချက်ချင်းဒေါသထွက်သွားပြီးလေးစိတ်ကိုတရားစွဲဖို့ရှေ့နေခေါ်မယ်လို့တောင်ပြောခဲ့တာပါဒါပေမဲ့ဒီအချိန်မှာပဲသူ့ရဲ့အတန်ကဖုန်းထဲကနေထွက်လာပါတယ်ဒီကိစ္စကိုအဖေကိုလုံးဝမပြောပါနဲ့နော်အဖေတီးသွားရင်ငါ့ကိုတက်ပစ်လိုက်မယ်ဆိုတဲ့အတန်ပါတကယ်တော့စူအန်ကရနွေအိုးပြင်းနေအဲ့ဒီအမျိုးသမီးသူ့ရဲ့ရှေ့နေနဲ့စကားပြောနေတာအတန်သွင်းခဲ့တာဖြစ်ပါတယ်ဒီအမျိုးသမီးကအကားခွန်စစ်ဆေးတာကိုဖျက်သိမ်းခိုင်းမှုအတွက်လေးစိတ်ကလူတိုင်းကို6လန့်ကျင်ခဲ့တာဖြစ်ပါတယ်စူအန်ကအချိန်မီရောက်လာပြီးကူညီပေးခဲ့တာကြောင့်ယူရန်ကအရင်အောင်စိတ်လှုပ်ရှားသွားခဲ့ရတာပေါ့နောက်ဆုံးမှာတော့ဒီခရီးတဲ့အမျိုးသမီးဟာသူ့ရဲ့အိမ်ပေါ်မှာဒေါသတွေကိုပုံချလိုက်ပါတယ်ရောင်ကျူးရောက်လာတဲ့အခါမှာတော့အားလုံးဟာပြေးလဲသွားခဲ့ပါပြီဒီကိစ္စကြောင့်ပထမဦးဆုံးအကြိမ်အဖြစ်ယူရန်ဟာအဖွဲ့ခေါင်းဆောင်စုကွန်းစီကနေအလုတ်ကောင်းကောင်းလုပ်တယ်ဆိုပြီးချီကျူးစကားအပြောခံခဲ့ရပါတယ်ဒါကယူရန်ကိုအရန်စိတ်လှုပ်ရှားစေပြီးမြေတောင်ကြားခဲ့ရတာပါအရင်ကတော့သူဟာအမြဲတမ်းတောင်းပန်ရသူဖြစ်ပေမဲ့ဒီနေ့မှာတော့သူ့ကိုယ်သူတရားမျှတမှုရဖို့အတွက်မတောင်းဆိုခဲ့ဘူးပါဘူးဒါပေမဲ့ဒီကနေ့ကတော့သူ့ရဲ့တက်တီနဲ့ခွန်အားတွေအားလုံးဟာစူအန်ကြောင့်ရရှိလာခဲ့တာပါဒီချိန်မှာပဲစူအန်ကနောင်နားမှာရက်နေပြီးယူရန်ကိုတတိစိတ်ကြည့်နေခဲ့ပါတယ်စူကွန်းကစူအန်ကိုမြင်တဲ့အခါမှာတော့ဒီနေ့သူ့ရဲ့လှုပ်ဆောင်ချက်ကအရန်ထူးချွန်တဲ့အကြောင်းစူချီးကျူးခဲ့တာပေါ့စူအန်တယောက်တည်းရှိနေတဲ့အချိန်မှာပဲယူရန်ကိုတတိစိတ်ငေးကြည့်နေမိခဲ့ပါတယ်ယူရန်လည်းပျော်လို့ငိုတာကိုမြင်ပြီးစူအန်ကတဖြည်းဖြည်းနဲ့သူ့ကိုသဘောကျလာပါတယ်အဲ့ဒီချိန်မှာပဲဖုံဆိုးဆက်ဆက်ရုပ်ကလေးကစူအန်ရဲ့တမ်မလီလက်မောင်းစီကိုဆွဲဆောင်ခံလိုက်ရတာပေါ့ဒီဆက်ရုပ်ကလေးဟာစူအန်နောက်ကိုတကောက်ကောက်လိုက်နေတာကြောင့်စူအန်ကလည်းရှောင်းရင်းနဲ့ယူရန်စီကိုပြေးမိသွားပါတယ်ဒီလိုနဲ့အနီးကပ်အနေထားမှာသူတို့နှစ်ယောက်စလုံးရဲ့ရင်ခုန်သံတွေကတပြိုင်တည်းမြန်ဆန်လာခဲ့တာပေါ့ဒီချိန်မှာလေစိတ်ထဲကကိုဝင်ဆောင်မျိုးသမီးတယောက်ကကလေးမွေးတော့မယ့်အခြေအနေဖြစ်နေပါပြီဒါပေမဲ့သူ့ရဲ့ခင်မွန်ရောက်မလာသေးတာကြောင့်သူကကလေးမမွေးခြင်းသေးပါဘူးတကယ်တော့သူ့ရဲ့ခင်မွန်ကနိုင်ငံခြားကနေလေရင်နဲ့အခုလေးတင်လေစိတ်ကိုရောက်လာတာဖြစ်ခဲ့ပြီမဲ့ passport ပြဿနာကြောင့်လေစိတ်ဝန်ထမ်းတွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာတော့သူမှမသိခဲ့ပါဘူးဒီကိုဝန်ဆောင်မျိုးသမီးကသူ့ခင်မွန်နဲ့မတွေ့ရမချင်းကလေးမွေးဘူးလို့စွတ်တရွတ်လုံနေတာကြောင့်ယူရန်ကလည်းကျမရှင်းရဲ့ခင်မွန်ကိုရှာပြီးတေချာပါခေါ်လာပေးမယ်လို့ကြေပေးလိုက်ပါတယ်ယူရန်ကကိုဝန်ဆောင်မိခင်နဲ့ကလေးရဲ့ဘေးကင်းလုံခြုံမှုအတွက်တလို့ပြောတာပါဒီတော့မှအဲ့ဒီအမျိုးသမီးကလေးစိန်နာကဗဟိုစေးရုံကိုတွားဖို့သဘောတူလိုက်ပါတယ်သူရဲ့ခင်မွန်ကအရင်က passport အတုကိုတုံးခဲ့ဘူးတာကြောင့်လူဝင်မှုကြီးကြပ်ရေးအရာရှိကသူ့ကိုနိုင်ငံကိုပြန်ပို့ဖို့လုပ်နေတာပါအဲ့ဒီအမျိုးသမီးရဲ့ခင်မွန်ကတော့သူ့ရဲ့မွေးကင်းစားကလေးလေးကိုတစ်ခါလောက်တွေးခွင့်ပေးဖို့နဲ့အဲ့ဒီနောက်မှာတော့ထွက်သွားပါမယ်လို့အားလုံးကိုအတနာခံတောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့အတနာခံမှုကိုလူဝင်မှုကြီးကြပ်ရေးအရာရှိကတော့ညှင်းပယ်လိုက်ပါတယ်ဒီအချိန်မှာပဲယူရန်ကဒီလူကိုအသေးအံလိုက်ရှာနေပြီးစူအန်စီကိုလည်းသူ့ရဲ့တပုံ